မင်္ဂလာပါခင်ဗျာ K ရည်စည်းကြောင်းအရာမြန်မာနိုင်ငံမှာ crypto trading လုပ်တဲ့သူတွေကတနေ့ပို့ပြီးတော့များလာပါတယ်တချို့ကလည်း crypto trading မလုပ်ဘဲနဲ့နေ့စဉ်နဲ့အမျှတန်ဖိုးကျနေတဲ့မြန်မာငွေကိုတန်ဖိုးကျမသွားအောင် USDT USDC လိုမျိုးနဲ့တန်ဖိုးတွေကိုပြန်ထိတဲ့အခါမှာဆိုလို့ရှိရင် crypto exchange တွေကိုအသုံးပြုကြပါတယ်ဒီဗီဒီယိုမှာတော့ကမ္ဘာရဲ့နံပါတ်1နေရာမှာရှိနေတဲ့ Bybit အကောင့်ကိုအလွယ်ကူဆုံးနည်းလမ်းနဲ့3မိနစ်အတွင်းဘယ်လိုဖွဲ့ရမလဲဆိုတာမျှဝေပေးပါမယ်ခင်ဗျာ Bybit ကိုအသုံးပြုဖို့အတွက်က Bybit application ရှိထားဖို့လိုအပ်ပါတယ် Bybit application ကိုဝင်လိုက်ပါမယ် application ကိုရောက်ပြီဆိုလို့ရှိရင်အပေါ်ဆုံးကနေပြီးတော့ Pro ဆိုတာလေးကိုရွေးထားပေးပါပြီးသွားပြီဆိုရင်တော့ Sitecap/login ဆိုတာကိုနှိပ်ပေးလိုက်ပါ Sancre ရဲ့ညာဘက်အပေါ်ဆုံးတော့မှာ Sitecap ဆိုပြီးတော့ရှိပါတယ်ဒါဒီကျွန်တော်ကအကောင့်ကိုအခုမှစပြီးတော့ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်မို့ Sitecap ဆိုတာလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်အကယ်၍ကိုကအကောင့်ရှိတာပြီးသားဆိုလို့ရှိရင်တော့အခုဒီမှာတွေ့မြင်နေရတဲ့ login ဆိုတဲ့နေရာကနေပြီးတော့သွားရမှာပေါ့နော် Sitecap ဆိုတာလေးကိုနှိပ်ပေးလိုက်ပါမယ်ဒီနေရာကိုရောက်လာပြီဆိုလို့ရှိရင်တော့အပေါ်မှာ referral code optional ဆိုပြီးတော့ရှိပါတယ်ဒီနေရာမှာကကျွန်တော်ရဲ့ referral code ကိုထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ referral code ကိုထည့်တဲ့အခါမှာဆိုလို့ရှိရင်တော့ကျွန်တော်ပေးတဲ့ campaign တွေလက်ဆောင်တွေပြီးတော့ Bybit နဲ့ကျွန်တော်နဲ့ချိတ်ထားတဲ့ campaign တွေကိုကိုကဒီနေရာမှာဦးဖြတ်အနေနဲ့ရရှိမှာဖြစ်ပါတယ်ပြီးတော့ trading လုပ်တဲ့အခါမှာဆိုလို့ရှိရင်တော့ trading fee တွေလည်းပဲဒီနေရာမှာအများကြီးသက်သာမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ referral code ကိုမဖြစ်မနေထည့်ပေးဖို့လိုအပ်ပါတယ်ကျွန်တော်ရဲ့ referral code က HIJZ ဆိုပြီးဖြစ်ပါတယ် referral code ကိုထည့်ပြီးသွားပြီဆိုရင်တော့အောက်မှာရှိတဲ့ Google logo လေးကိုနှိပ်ပေးလိုက်ပါ continue ကိုထည့်ပြီးတော့နှိပ်ပေးပါဒါဆိုရင်ကိုယ့်ရဲ့အကောင့်တွေအများကြီးကျလာပါလိမ့်မယ်ဒီထဲကနေပြီးတော့ကိုအစေပြရအကောင့်တစ်ခုခုကိုရွေးလိုက်ပါကျွန်တော်ကလည်းတစ်ခုရွေးလိုက်ပါမယ် continue ကိုထည့်ပြီးတော့နေပြီပါဒီနေရာမှာတော့သူက robot ဟုတ်မဟုတ်ကိုကျွန်တော်တို့ကိုလာပြီးတော့စစ်ဆေးပါတယ်ပေါ့နော်အောက်မှာရှိတဲ့များပုတ်လေးကနေပြီးတော့ဒီဘက်မှာရှိတဲ့ pixel ပုတ်လေးနဲ့ပေါ့နော်ဒါလေးကိုလောကကွတီဖြစ်သွားအောင်ဖြည့်ပေးလိုက်ပါဒါဆိုရင်သူကအမှန်ချစ်လေးချစ်သွားလိမ့်မယ်ပေါ့နော်โอเคဒါဆိုရင်တော့ကျွန်တော်တို့အကောင့်ဖွင့်လိုက်တာအောင်မြင်သွားပြီဖြစ်ပါတယ်နောက်တစ်ဆင့်အနေနဲ့ကကျွန်တော်တို့အကောင့်ဖွင့်ပြီးတာနဲ့ဒီတိုင်းသုံးလို့တော့မရဘူးပေါ့နော်သူက KYC တင်ပေးဖို့လိုအပ်ပါတယ် KYC ဆိုတာကကိုဘသူဘဝဖြစ်ကြောင်းဆိုတာကို Bybit ကိုကျွန်တော်တို့ကပြောပြတာပေါ့နော်ဒီအတွက်ကြောင့်ကိုမတ်ပုတ်တွေတခုရှိတာဖို့လိုအပ်တယ်မတ်ပုတ်တွေမရှိဘူးဆိုလို့ရှိရင်တော့ passport လည်းရတယ် driving license နဲ့လည်းရပါတယ်ကျွန်တော်ကတော့မတ်ပုတ်တွေရှိတာကြောင့်ကျွန်တော်ရဲ့မတ်ပုတ်တွေနဲ့ပဲအသုံးပြုလိုက်ပါမယ်ဆိုတော့အောက်မှာရှိတဲ့ verify my identity ဆိုတာကိုနှိပ်ပေးလိုက်ပါ proof of identity ဆိုတဲ့နေရာမှာကိုကမြန်မာကစာရွေးစာတမ်းကိုပြမှာဖြစ်တာကြောင့်မြန်မာကိုရွေးပေးပါ Thailand ဆိုတာကိုနှိပ်ပေးလိုက်မယ်မြန်မာဆိုတာကိုရှာရအောင်โอเคဒါဆိုရင်တော့မြန်မာကိုရွေးပေးလိုက်ပြီဖြစ်ပါတယ် document type ဆိုတဲ့နေရာမှာကကိုက passport ရှိတာလား driving license ရှိတာလားဒါမှမဟုတ်ဘဲနဲ့နေထိုင်တဲ့ထောက်ခံစာပေါ့နော်နောက်ဆုံးတစ်ခုက ID card ဖြစ်ပါတယ် ID card ဆိုတာကမတ်ပုတ်တင်ကိုပြောတာဖြစ်ပါတယ်သူ recommend ပေးထားတာကတော့ passport ကိုလောက်ခိုင်းထားပါတယ်ပေါ့နော်ဒါပေမဲ့ passport မရှိတဲ့သူတွေအတွက်ကတော့ကိုယ့်ရဲ့မတ်ပုတ်တင်နဲ့တင်လို့ရပါတယ်ကျွန်တော်ကတော့မတ်ပုတ်တင်နဲ့တင်မှာဖြစ်တာကြောင့် ID card ဆိုတာကိုပဲရွေးပေးလိုက်ပါမယ်ပြီးတော့ရင်တော့ verify to earn $20 ဆိုတာကိုနှိပ်ပေးလိုက်ပါဒီနေရာမှာနောက်တစ်ဆင့်အနေနဲ့ကကိုယ့်ရဲ့မတ်ပုတ်တင်ကိုပေါ့နော်ဓာတ်ပုံရိုက်ပေးရမှာဖြစ်ပါတယ်အဲ့တော့ continue ကိုထပ်ပြီးတော့နှိပ်ပေးမယ်ဒီနေရာကတော့ကိုကတကယ် robot မဟုတ်ဘူးဆိုတဲ့အကြောင်းကို Bybit ကိုပြောပြပေးရပါမယ်ပေါ့နော်ဆိုတော့အောက်ကအမှန်ချက်လေးကိုချစ်ပေးလိုက်ပါ speed at your verification ဆိုတဲ့နေရာကအမှန်ချက်လေးကိုချစ်ပေးလိုက်ပြီးတော့ရင်တော့ continue ကိုနှိပ်ပေးပါဒီနေရာမှာကိုယ့်ရဲ့ email ကိုထည့်ပေးရပါမယ်ပေါ့နော်ခုနကအကောင့်ဖွင့်လိုက်တဲ့ email ကိုထည့်ပေးရမှာပါ email ထည့်ပြီးသွားပြီဆိုရင်တော့အောက်ဆုံးက continue ကိုနှိပ်မယ်ပြီးတော့ရင်အောက်ကအမှန်ချက်လေးကို check လုပ်ပေးလိုက်ပါ create my account ဆိုတာကိုနှိပ်မယ်သူကခုနကထည့်လိုက်တဲ့ email ကိုကုတ်6လုံးပို့ပါလိမ့်မယ်ပေါ့နော်ဒီကုတ်6လုံးကိုဒီထဲကိုလာပြီးတော့ထည့်ပေးလိုက်ပါသူကတော့ email ထဲမှာရှိပါလိမ့်မယ် Gmail ဆိုရင်တော့ Gmail ထဲမှာရှိမယ်ပေါ့နော်အခုကျွန်တော်ကိုပေးပို့လိုက်ပြီဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ရဲ့ကုတ်က4264-3ဆိုပြီးတော့ဖြစ်ပါတယ်ဒီကုတ်ကိုကျွန်တော်က copy ကူးသွားလိုက်မယ်ပြီးတော့ရင်တော့ Bybit ထက်ကိုပြန်ပြီးတော့ထည့်ပေးလိုက်ပါဒါဆိုရင်တော့အဆင်ပြေသွားပြီဖြစ်ပါတယ်နောက်တစ်ဆက်ကကျွန်တော်ရဲ့ map ပုတ်တင်ထည့်ပေးရပါမယ်ပေါ့နော် front of ID ဆိုတာက map ပုတ်တင်ရဲ့အရှိဖက်အပိုင်းကိုထည့်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်အရှိဖက်ဘက်ကိုထည့်ပေးလိုက်မယ်
နောက်တစ်ခုကမက်ပုတ်တရဲ့အနောက်ဖက်အပိုင်းဖြစ်ပါတယ်အနောက်ဖက်ပိုင်းကိုထည့်ပေးလိုက်ပါဒီအစစ်ကတော့ကိုယ့်ရဲ့မျက်နာကိုပေါ့နော်တကယ်လူအမှန်ဖြစ်တယ်ဆိုတဲ့အကြောင်းပြီးရင်ဒီမက်ပုတ်တေထဲမှာပါတဲ့လူကကိုဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုပေါ့နော်သူကိုတက်တေပြပေးဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့သူကကင်မရာဝင်းနဲ့လာပြပါတယ်ပေါ့နော်ဒီနေရာမှာကိုယ့်ရဲ့မျက်နာလေးကိုထည့်ပေးလိုက်ဒီအစစ်ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ခဏလေးစောင့်ဝေးဖို့လိုအပ်တယ်10မိနစ်2မိနစ်လောက်ပေါ့နော်စောင့်ဝေးဖို့လိုအပ်တယ်ဒီနေရာမှာသူကအမှန်ချစ်လေးဖြစ်သွားပြီဆိုရင်တော့အောင်မြင်သွားပြီဖြစ်ပါတယ် KYC verify လောက်တာအောင်မြင်လားမအောင်မြင်ဘူးလားဆိုတာကိုပြန်ပြီးတော့စစ်ဆေးလို့ရပါတယ်အဲ့လိုစစ်ဆေးဖို့အတွက်က Sancre ရဲ့ဘယ်ဖက်အပေါ်တောင်းမှာရှိတဲ့ဓာတ်ပုံလေးကိုနှိပ်ပေးလိုက်ပါအောက်မှာ verified ဆိုပြီးတော့အမှန်ချစ်လေးနဲ့ဖြစ်နေပြီဆိုလို့ရှိရင်တော့ဒါဒီ KYC verify လောက်တာအောင်မြင်သွားပြီဆိုတာကိုပြောတာဖြစ်ပါတယ်ဒါဆိုရင်တော့ Bybit account ကိုကျွန်တော် trade လုပ်ချင်တာလား USDT ထည့်ပြီးတော့မြန်မာငွေကအရန်တန်ဖို့ကျနေတာကိုထိန်းချင်တာလားဒါမှမဟုတ်ဘဲနဲ့ stock တွေကိုဒီ Nvidia stock တို့ Google stock တွေကိုဝယ်ပြီးတော့သိမ်းထားချင်တာလားစသဖြင့်ဒါတွေအကုန်လုံးကုန်ကိုအဆင်ပြေပြေနဲ့လုပ်လို့ရပြီဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့နည်းနည်းရှင်းနေပြီဖြစ်တာကြောင့်ဒီလောက်ပါပဲပေါ့နော်နောက်တဲ့ဗီဒီယိုတွေမှာဒီတစ်ပို့ပြီးတော့အကျိုးရှိတဲ့ဗီဒီယိုတွေကိုကျွန်တော်အတက်နဲ့ခေါင်းဆောင်စူးစမ်းပြီးတော့ပြန်ပြီးမျှဝေပေးအောင်မှာဖြစ်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ